ကြတယ်လဲဆိုတာလေကိုမမတစ်ချက်ပြန်ပြီးတော့ရေးပေးသွားကျွန်တော်ရဲ့မိတ်ဆွေတွေကရရင်ငြိမ်နေကြတယ်နော်လွဲသွားလို့ရှိရင်အတန်ထွက်အောင်ပါဟုတ်လားဒီကြားတဲ့အခါမှာမင်းက24ခွက်တောင်ပေးထားပြီးတော့2ခွက်ကတော့ဘလို့နေထွက်တာပေါ့ဆိုတဲ့ကောင်ကလည်းရှိသေးတယ်အဲ့ဒီမိတ်ဆွေကိုကျွန်တော်မြင်စေချင်တယ်ကျွန်တော်ရဲ့တပတ်စာကတ်ထဲကနေပြီးဘယ်နှခွက်ထောက်သွားပြီလဲကျွန်တော်မိတ်ဆွေများသိတယ်ကိုမမတစ်ချက်ပြန်ပြီးတော့ရေးပေးသွားလိုက်နော်အင်္ဂါနေ့မနေ့ကုန်းမှာကျွန်တော်တို့အင်္ဂါနေ့မနက်ပိုင်းမှာ18ဆိုတဲ့ကဏ္ဍတစ်ခွက်ရဲ့ညနေပိုင်းမှာ46ဆိုတဲ့ကဏ္ဍတစ်ခွက်ရဲ့ဗုဒ္ဓဟူးနေ့မနက်မှာ39ဆိုတဲ့ကဏ္ဍတစ်ခွက်ရဲ့ကြာသပတေးနေ့မနက်မှာ32ဆိုတဲ့ကဏ္ဍတစ်ခွက်ရဲ့ကြာသပတေးနေ့ညနေမှာ59ဆိုတဲ့ကဏ္ဍတစ်ခွက်ရဲ့အဲ့ဒီ24ခွက်မူတွေကနေပြီးတော့ပေါက်သီး9လုံးထွက်သွားပြီ9လုံးနော်ကျွန်တော်အာမခံနိုင်တာဒီအနည်းဆုံး2ချိန်ကနေအများဆုံး9ချိန်အထိအာမခံတယ်လို့ပြောထားပြီးသားဆိုတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေများဒါဒီလက်ရလို့ရေးတာမျိုးမဟုတ်ဘူးကျွန်တော်မိတ်ဆွေများဈေးဘိုးရှာနေတဲ့အမကြီးတွေအန်တီကြီးတွေဟာလားဦးလေးကြီးတွေဝါသနာအရဆော့နေတဲ့မိတ်ဆွေများဘလို့ပဲဖြစ်ဖြစ်နော်အကွက်များများဆော့တဲ့မိတ်ဆွေများဆိုလို့ရှိရင်အဆင်ပြေတယ်ဒီ24ခွက်မူကခင်ဗျားတို့3ချိုးတချိုးစားတိုးပြီးလိုက်ရင်တော့မှတေချာပေါက်ကမရှုံးဘူးနော်ဆိုတဲ့အခါကျတော့ဒါဒီဖြစ်ကလာစားရေးထားတဲ့ကဏ္ဍတွေမဟုတ်ဘူးဆိုတော့အဲ့ဒီကဏ္ဍတွေနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေများရခဲ့တာတွေရှိမယ်ဆိုလို့ရှိရင်ကောမမှာတစ်ချက်ပြန်ပြီးတော့ရေးပေးသွားပါနော်နောက်တစ်ပတ်ပေးဖို့မပေးဖို့ကျွန်တော်စဉ်းစားအောင်မယ်နော်ဆိုတော့ဒါကပေးချင်တိုင်းလည်းပေးလို့မရဘူး3ညအားနေတဲ့အပတ်တွေ9အားနေတဲ့အပတ်တွေ4အားနေတဲ့အပတ်တွေ10အားနေတဲ့အပတ်တွေမှာဒီ24ခွက်မူသွားပြီးလိုက်လို့ရှိရင်အကုန်လုံးခွေးဖြစ်သွားလိမ့်မယ်ဆိုတဲ့အခါကျတော့ဒါကပေးချင်တိုင်းပေးလို့မရဘူးထိုးချင်တိုင်းထိုးလို့မရဘူးသူ့ဟာနဲ့သူအားကောင်းတဲ့အပတ်မှာပေးလို့ရတာဒါပေမဲ့လည်းကျွန်တော်နောက်တစ်ပတ်စာကိုတော့ဘာမှမပေးဖို့တော့စဉ်းစားနေပြီဗလိမ့်တဲ့လူတွေများလို့ negative comment တွေနည်းနည်းလေးမြင်နေရတယ်ဆိုတော့ထားပါတော့လေ negative comment တွေမြင်နေရတယ်ဆိုပေမဲ့လည်းကျွန်တော်နေတိုင်းမှာမဟုတ်ပါဘူးကျွန်တော်ပေးဦးမှာပါကျွန်တော်မိတ်ဆွေများအတွက်အဆင်ပြေမဲ့ဟာတစ်ခုခုစဉ်းစားပြီးတော့ကျွန်တော်ပေးမှာပါနော်ဆိုတော့ဘလောက်ဖို့ရခဲ့ကြတာလဲဆိုတာလေး comment မှာတစ်ချက်ပြန်ပြီးတော့ရေးပေးသွားပါပေါက်သီး9ချိန်ထွက်သွားပြီဆိုတော့ဆရာကြီးကျွန်တော်တို့အဲ့ဒီ24ခွက်မူကိုကျမတို့အဲ့ဒီ24ခွက်မူကိုထပ်ပြီးတော့စောလို့ရသလားဆိုလို့ရှိရင်မစော့ပါနဲ့တော့အားနေသွားပါပြီနော်အားနေသွားပါပြီမလာနိုင်ဘူးရေမဟုတ်ဘူးလာနိုင်တယ်လာနိုင်တဲ့ကဏ္ဍတွေကမနှက်ဖြတ်မှာအားကောင်းတယ်သို့တော်ညာလဲမလိုက်နဲ့တော့24ခွက်မူက9ချိန်ထွက်ပြီးသွားပြီဆိုတော့တော်သိမ့်ပြီလေနော်ဆိုတဲ့အခါကျတော့